ကိုတစ္ဆာဖောက်ဖူးတဲ့သူကိုပြန်လက်ခံတင်လားဆိုတော့ဗီဇဆိုတဲ့အရာကဖြောက်ရခတ်ပြီးအာမခံချက်မရှိတာမို့ပြန်လက်ခံထားတဲ့ကိုပဲနာကျင်ရပါလိမ့်မယ်။ခြေငိမ်လဲခဏပေါ့ပြီးတော့ကိုရင်ကိုစုံကန်ပြီးထွက်သွားအောင်ပါပဲဆိုတာကိုမမေ့ပါနဲ့။ဘလောက်ပဲကိုကအရန်တွေချစ်နေပါစေဦးနော်။ခွင့်လွှတ်မှုနဲ့ထိုက်တန်တဲ့သူတွေထဲမှာအချိန်ချင်းဖောက်ပြန်တဲ့သူတွေမပါနေဘူးဆိုတာကိုအမှတ်ရနေပါဒါကြောင့်ရွေးချယ်ခွင့်တွေအများကြီးထဲမှာကိုယ့်အပေါ်အချိန်ချင်းနာကျင်အောင်လုပ်ခဲ့ဖူးတဲ့သူတစ်ချိန်မကဖောက်ပြန်ဖူးတဲ့သူမျိုးကိုထပ်ပြီးမရွေးချယ်မိစေဖို့နဲ့အချစ်ကိုယူမိုက်နဲ့ကိုးကွယ်တဲ့သူတဲ့ကိုမပါစေတဲ့သူဖြစ်ဖို့ပဲလိုပါတယ်ဒါကြောင့်စိတ်အလိုလိုက်တဲ့ထဲကိုထိတ်ဆုံးကမပါပါစေနဲ့တဲ့ဒါကတော့အချိန်ချင်းတစ္ဆာဖောက်ဖူးတဲ့သူကိုပြန်လက်ခံတင်လားလို့ခဏအေးကိုမေးတဲ့သူတွေအတွက်အေးအနေနဲ့ရေးထားတဲ့အေးကိုတိုင်ရေးသားထားတဲ့ဒုတိယအကြိမ်မြောက်ထုတ်ထားတဲ့အငယ်အနောင်ဆက်တော့လာမတွင်းနဲ့ဆိုတဲ့စာအုပ်ကလေးထဲကဖတ်ပြပေးသွားတာပါဆိုတော့ပြန်စဉ်းစားကြည့်ပေါ့နော်လက်ခံရင်နာကျင်ရမယ်ယုံကြည်မှုတွေပျောက်ဆုံးမယ်ခဏဒီရက်ပိုင်းထဲမှာဒီမေးခွန်းလာမေးချတဲ့အတွက်ဒီလိုလေးကနေပြီးတော့ဖတ်ပြပြီးတော့ဖော်ပြပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်